အားလုံးပဲမင်္ဂလာပါ Product Idea and Business Training Center နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ video file လေးမှာတော့ကျွန်တော်ဘာကိုပြောပြပေးသွားမလဲဆိုတော့ပေါ့နော်loop တွေအကြောင်းကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် PHP မှာပါအဲ့တော့ဟုတ်ပြီအဲ့တော့ဒီမှာကျွန်တော် loop တွေပြောပြပေးသွားမယ်ဆိုတော့ loop တွေဘယ်နှမျိုးရှိလဲပေါ့အဲ့တော့ပထမဆုံး loop ကတော့ကျွန်တော်တို့တွေကwhile loop ရှိရပေါ့နော်အဲ့တော့ while loop ရှိရဒုတိယ loop ကတော့ကျွန်တော်တို့ do while loop ရှိရနောက်တစ်ခုကတော့ for loop ရှိရနောက်တစ်ခုကရှိလိုက်စဉ် for each loop ရှိရပေါ့အဲ့တော့ဒီ loop လေးကတော်တော်အရေးကြီးပါတယ်အားလုံးလည်းသိထားဖို့လိုပါတယ် JavaScript မှာလည်းပါပြီးသွားပြီကျွန်တော်တို့ဒီ PHP မှာလည်းဘယ်လိုရေးရလဲဆိုတော့ကျွန်တော်ပြန်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ရဲ့ while loop လေးကိုချက်လုပ်အောင် while loop ကတော့ဒီလိုမျိုးအလုပ်လုပ်ပါတယ်အဲ့တော့ while တကယ်လို့ a က10ထက်ညီမညီကြီးခဲ့မယ်ဆိုရင်ဘာလုပ်မလဲဆိုတော့အထက်မှာ code တစ်ခုလုပ်လုပ်မယ်ပေါ့ကျွန်တော်ရဲ့ a ဆိုပြီးတော့1ဆိုပြီးထည့်လိုက်မယ်အဲဒီမှာကျွန်တော်တို့ echo hello ပြီးကျွန်တော်တို့ dot လေးနဲ့ပေါ့နော် dot လေးနဲ့ခံပြီးတော့ကျွန်တော် star a ဆိုပြီးတော့ကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒီလိုလေးထည့်လိုက်မယ်dot ဆိုတာအလဲကောင်မှာခံတာပေါ့နော်ဒီကောင်နဲ့ဒီကောင်နဲ့ကိုချိန်ပေးထားတဲ့ဟာကျွန်တော် JavaScript မှာ plus ကိုသုံးတယ်ဒါပေမဲ့ဒီမှာ PHP မှာတော့ dot ကိုသုံးတယ်ပေါ့နော်ပြောတော့မှကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာa++ ဆိုပြီးတော့ကျွန်တော်ဒါပဲ a++ ဆိုပြီးလုပ်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ hello 1နဲ့ hello 10ထိရောက်လာမှာဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်ကျွန်တော် while loop ကိုသိပြီ while loop ကိုသိပြီဆိုတော့ကျွန်တော်နောက်တစ်ခုဆက်သွားအောင်နောက်တစ်ခုကဘာလဲဆိုရင်do while loop ပေါ့ do while loop ကတော့ကျွန်တော်လွယ်လွယ်လေးပါ do while loop ကတော့ဒီလိုလေးပဲရှိရဲကျွန်တော် intelligence သုံးတဲ့ကြောင့်လို့စိတ်တော့မရှိပါနဲ့ကျွန်တော်ဘာလို့ဒါတွေကိုကျွန်တော်လိုက်ရေးနေအချိန်ကြာမှာဆိုလို့ intelligence သုံးလိုက်တာပါ snippet တွေသုံးလိုက်တာပါsorry ပါဒါလေးကိုလိုက်ရေးကြည့်ပါအားလုံးလည်း JavaScript တီးပွားရေးဆိုတော့နားလည်မယ်လို့ထင်ပါတယ် while တကယ်လို့10နဲ့ညီတယ်ဆိုရင်ပေါ့နော်သူကဘယ်လိုဖြစ်မလဲဆိုတော့ဟိုက1နဲ့စရမလားသူကဘယ်လိုစမလဲဆိုတော့ဒီလိုရှိရပေါ့ကျွန်တော်ရဲ့ echo ဆိုပြီးတော့ hello ဆိုပြီးတော့ကျွန်တော်တွေ plus $sign a ဆိုပြီးကျွန်တော်ထုတ်တယ်အဲကျွန်တော်ဒီမှာ a plus ဆိုပြီးလုပ်တယ်အဲဒီမှာတော့ကျွန်တော် a ကိုသတ်မှတ်ပေးရတယ်ပေါ့နော် a equal to 1ဒါကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီမှာကျွန်တော် run ကြည့်မယ်ဆိုရင်ဒီတိုင်းပဲရတယ်အဲဒီမှာကျွန်တော် a ကို0ဆိုပြီးသတ်မှတ်တွေ့ကြအောင်0ဆိုပြီးသတ်မှတ်လိုက်မယ်ဆိုရင်တော့0ကနေပြီးတော့10တိရမှာဖြစ်ပါတယ်အဲ့တော့ဒါ do ပေါ့နော်သူကအရင်ဆုံး do ကိုအရင် echo ထုတ်ပြီးတော့မှတစ်ပေါင်းလိုက်တဲ့ကြောင့်မလို့သူက10က run မယ်ဆိုရင်သူ17ခါ run တယ်လို့ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါ do while လို့ဖြစ်တယ် JavaScript မှာအသေးစိတ်ပါပွားတယ်ကျွန်တော်ယုံကြည်ပါတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့ဆိုရင်အဆင်ပြေပါပြီအဲ့တော့ JavaScript မှာလည်းလေ့လာထားမှာပါဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်ရဲ့ for loop ဖြစ်ပါတယ် for loop ကတော့လွယ်လွယ်လေးမှလွယ်လွယ်လေးပါအားလုံး basic သုံးနေကြအားလေးတစ်ခုဖြစ်တယ် for loop တကယ်လို့ i ကို30သတ်မှတ်မယ် i ကဘယ်လောက်တက်ကြီးခဲ့ရင်ဥပမာဒါပြတော့30တက်ကြီးခဲ့ရင်ပြီးရင် plus လောက်မယ်ပြီးတော့အောက်ကကုန် run မယ်အဲ့တိုင်းလေးပါပဲဘာမှရွှေတူးမဟုတ်ဘူးအားလုံးထဲမှာအလွယ်ကူဆုံးသုံးတဲ့needed သုံးတဲ့ loop လေးတစ်ခုဖြစ်တယ်ပေါ့နော် for loop ကအဲ့ဒီမှာဆိုရင်ဒီလိုမျိုးပုံစံလေးရမှာဖြစ်တယ်sorry hello ဆိုပြီးတော့ variable a မရှိဘူးလို့ပြောတယ် i ပေါ့နော် sorry ကျွန်တော် i လို့လုပ်ထားတာအဲဆိုတော့ဒီလိုလေးရမှာဖြစ်ပါတယ်0ကနေ9ဒီလိုမျိုးရောက်မှာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီအဲ့ဒါနောက်ဆုံးအရေးကြီးတဲ့ဟာတစ်ခုပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ database တွေသုံးရင်ကျွန်တော်နောက် project တွေမှာပါကျွန်တော်တို့လုံးဝအပယ်ပယ်နေနေကိုသုံးရမယ့်အရာတစ်ခုဖြစ်တယ်ဒါ for each loop ပေါ့နော် PHP မှာအရေးကြီးတယ်အဲ့ဒါကဘာလဲဆိုရင်သူက array တွေ object တွေ loop ပတ်ပေးနိုင်တယ်ပေါ့နော်အဲ့တော့အဲ့အစွမ်းအကြောင်းမလို့ပဲကျွန်တော်ဒီ PHP မှာတော်တော်အသုံးဝင်တာပေါ့နော်အဲ့တော့ array တွေ object တွေ loop ပတ်မယ်ဆိုတော့ဒီ for each မှာဘယ်လိုလဲဆိုရင်ကျွန်တော်တို့ for each ဆိုပြီးယူလိုက်ပြီဆိုကြတယ်ဒီမှာကျွန်တော်တို့ဒီမှာ variable ထည့်လိုက်ပြီပေါ့အဲ့ဒီမှာဆိုရင်ကျွန်တော် array လေးတစ်ခုသတ်မှတ်လိုက်အောင်ဒါကိုအရင်နားလဲကြမလို့ပေါ့နော်လုံးဝနေပါဘူးနားလဲကြမလို့hello ဆိုပြီးသတ်မှတ်မယ်အဲ့ကျွန်တော်တို့ဒီမှာsorry ကျွန်တော်ဒီမှာဒီလိုလေးလုပ်မယ်ဒီလို hi hello to အဲ့ဒီမှာကျွန်တော်တို့ run လိုက်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော် key တွေ value တွေပြောပါဒါပေမဲ့ဟိုမှာကျွန်တော်က value တွေပဲရှိရတဲ့ကြောင့်မို့ကျွန်တော်ရဲ့ value တွေပဲယူထားမယ်အဲ့တော့မှ echo value ဆိုပြီးတော့ကျွန်တော်ထုတ်လိုက်မယ်ဒါဆိုရင်တော့ဘာဖြစ်မလဲဘာဖြစ်လဲဆိုတော့ဒီဟာတွေကိုသူကအကောင်လုံး loop ပတ်ပြောတာတခုချင်းစီကိုဒီ value တွေကောက်ထည့်ပြီး value ကို echo ထုတ်လိုက်ပါဗျာတကယ်ကို very simple and very useful ခုဖြစ်တယ်ပေါ့နော် variable မရှိဘူးလို့သူကပြောနေတယ်အဲ့တော့ဒီမှာ variable ကိုဒီမှာ array ဆိုပြီးကျွန်တော်ပြောင်းလိုက်မယ်အဲဆိုရင်တော့ကျွန်တော် hello hi hello to ဆိုပြီးတော့ကျွန်တော်ရလာမှာဖြစ်တယ်အဲ့ဒီမှာဆိုရင်ကျွန်တော်ဒီမှာ echo နဲ့ vi ခံလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ hello hi hello to ဆိုပြီးတော့ဖြစ်နေမယ်ဟုတ်ပြီဒါဆိုရင်တော့ဒါက for each loop ပေါ့နော်တကယ်ကိုအရေးကြီးပြီးတော့ very useful very powerful loop တစ်ခုဖြစ်တယ်ပေါ့နော်ဒါ JavaScript မှာတော့ကျွန်တော်တို့သိပြီးဒါပေမဲ့ဘာလို့အသုံးပြုရမလဲသိချာပေါ့နော်တကယ်သုံးမပြုဘူးသေးဘူးဒါပေမဲ့ကျွန်တော် project တွေလုပ်ရှိတယ်တော့ very very useful တော့သုံးတယ်ကျွန်တော်ဒီလောက်ပြောဘေးဟာကကျွန်တော်ဒီလောက်သုံးတယ်ပြောဘူး for each loop က PHP PHP
အားလုံးပဲဒါလေးကိုကျွန်တော်အလေးနဲ့ထားတဲ့အတိုင်းအားလုံးလည်းအလေးနဲ့ထားလိုက်ကျွန်တော်နောက်ပိုင်းကျရင်သုံးဝင်လာမှာဖြစ်တဲ့ကြောင့်ပေါ့နော်အဲ့တော့ loop ကတော့၄မျိုးရှိတယ်ဗာလဲဆိုတော့ကျတော့ကျွန်တော်တွေwhile loop ရယ် do while loop ရယ် while loop ရယ်ကျွန်တော်တွေ do while loop ရယ်ပြီးသွားရင်ကျွန်တော် for loop ရယ်ပြီးသွားရင် for each loop ရယ်ဖြစ်တယ် very simple တော်တော်လွယ်တဲ့ຢာလေးပဲကျွန်တော် JavaScript မှာလည်းကုန်သိပြီဒါပြန်ပြီးတော့ review လုပ်သလိုလေးဖြစ်သွားတာပေါ့ပြီးရင်ကျွန်တော် PHP မှာလည်းဘယ်လိုပုံစံ sentence လေးဘယ်လိုကြီးလဲဆိုတာလည်းအကုန်လုံးသိသွားနိုင်ပြီလို့ကျွန်တော်မြင်ကြည့်ပါတယ်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ် see you at the next video guys